မောဝင်းမိသားစုကလည်းပဲ2500ကျပ်နေလင်းထောမနဲ့ဒုလိုမိသားစုမောမြတ်ဒါနလူငွေ1000ကျပ်ပါမလူတန်းသွားပါတယ်ဗျာဒေါ်လာမိသားစုမောမြတ်ဒါနလူငွေ9000ကျပ်ဒေါ်ပေါင်းမိသားစုကလည်းပဲ9000ကျပ်ဦးတန်းတို့တော်လုံးရှိတို့မိသားစုကလည်းပဲမြတ်ဒါနလူငွေ9000ကျပ်ပါမလူတန်းသွားပါတယ်ဗျာတဲ့နော်ဝေအောင်လာတာဟောလို့ကျမဆန္ဒဟောပေးတာညောင်းတော်ရမျိုးပါလာလာဦးဘာနမလာမကောင်းလမ်းပြရကြည့်တော့ညနာလူတော်ဝေကောင်းပြပါလိမ့်ဒါကောင်းပါလေဗျာနေပါပါပါဗျာဘာတော့အသေးဆိုမှအလိမ့်စားဘာတော့ပေးအသေးလေးမုံပြနေ
ဒီနေ့ကဘုရားရှင်